မင်္ဂလာပါရှင်မရှုံးကရှင်မန်လေးကနေကြိုးဆိုပါရရှင်ညီမတို့စီမှာဆယ်မွန်ဆာရှိမီတော့ဆိုရင်တော့၃မျိုးရပါတယ်ရှင်ကင်းဆယ်မွန်ဆာရှိမီရမယ်အတ္တလန်တစ်ဆယ်မွန်ဆာရှိမီရတယ် Ocean Trout ဆယ်မွန်ဆာရှိမီရပါတယ်ရှင်ဆယ်မွန်တွေကတော့အကောင်လိုက်တွေညီမတို့မရှုံးကရှင်ကနေပြီးမှ flight နဲ့ကိုယ်တိုင်တင်သွင်းထားတဲ့ဆယ်မွန်တွေပါရှင်ညီမတို့စီမှာဆယ်မွန်ဆာရှိမီတော့ဆိုရင်တော့၃မျိုးရပါတယ်ရှင်ကင်းဆယ်မွန်ဆာရှိမီရမယ်အတ္တလန်တစ်ဆယ်မွန်ဆာရှိမီရတယ် Ocean Trout ဆယ်မွန်ဆာရှိမီရပါတယ်ရှင်ညီမတို့စီမှာကင်းဆယ်မွန်ဆာရှိမီကတော့ရောင်းလဲရောင်းရလို့သူကကင်းဆယ်မွန်ကတော့ရှားလဲရှားတယ်ရှင်Ocean Trout နဲ့ Atlantic Salmon ရဲ့မတူတဲ့ကွာခြားချက်လေးကတော့ Atlantic Salmon ကနဲ့အနံ့ရှိမယ်သူကအယောင်လေးဖြုံမယ်ရှင့်ဒါပေမဲ့ mineral တော့ပိုဆုံးနေရှင့် Ocean Trout Salmon ကအယောင်လေးပိုတောက်တဲ့ငါးနှန်းတော့မရှိဘူးဒါပေမဲ့သူကငါးကြီးစီပါဝင်မှုပိုများပြီးတော့အစီတဲ့ပိုများရဲ့ရှင့်ကဲဆယ်မွန်ခေါင်းရောအယိုးမှာအသားပါတာရောဟုတ်အယိုးမီးတကောင်စားအသားပါတာလေးကိုရောင်းပေးတယ်ရှင်သူကတော့ fresh salmon တွေကိုညီမတို့စီရောက်မှတေချာလေး cut လုပ်ပြီးမှ black freezer နဲ့ပြန်ပြီးတော့ခဲပေးထားတာပါရှင်quality ကောင်းတာလေးမှစားချင်တယ်ဆိုရင်တော့fresh ကိုမှတင်သွင်းထားပြီးညီမတို့စီရောက်မှခဲထားတာလေးတွေကပို့ပြီးတော့မှ quality ကောင်းပါတယ်ရှင်ပို့ပြီးတော့အဆင်ပြေရရှင်frozen salmon steak ကအပြင်ကိုမှဒီလိုမျိုးfillet အပြားလိုက်လေးရောင်းပေးရရှင်ဒါဆိုရင်တော့သူကတော့ဒီ salmon လိုပဲပေါ့နော် fresh လာတာပဲရှင်ညီမတို့စီရောက်မှပဲပြန်ခဲထားတာရှင်ဒီ salmon ကတော့သူကတော့လာကနေကသူကတော့ frozen လာတာရှင်သူကတော့ကိုဟို salmon မှာ salmon ထဲမှာတော့သူကတော့ quality အနှိမ့်ဆုံးရှင် small salmon fillet ပြားတွေလည်းရောင်းပေးပါတယ်ရှင်သူကတော့တခါတည်း import လာကနေကဒီလိုလေး frozen ခဲပြီးတော့ပဲလာတာပါရှင်ဒီ small salmon လေးကတော့သူကအတွင်းထဲမှာတော့သူ့ရဲ့ slide လေးတွေအတိုင်းပဲပါတာပေါ့နော်ဟုတ် slide လုပ်ပေးတာလေးရှင် small salmon မှာဒီလိုမျိုးခဲထားတာမစားချင်ဘူး fresh salmon မှာ smoke လုပ်ထားတာစားချင်တယ်ဆိုရင်တော့ညီမတို့စီမှာ smoke လုပ်ထားတာကို tasty ရော salty ရောမှာလို့ရပါတယ်ရှင်ဒါပေမဲ့သူကတော့တရက်တော့ကြိုမှာပေးရတယ်ရှင်ညီမတို့ Mushroom Kitchen မန်လေးရဲ့ဆိုင်လေးစာလေးကတော့86လမ်း34 35ကျောင်းပါပါရှင်34 B လမ်းနဲ့ဆိုလို့ရှိရင်တော့မြတ်ဆောင်ထိုးလောက်ကြမယ်ရှင်လမ်းရဲ့အရှိတ်ဘက်ချမ်းဆိုင်ကတော့နောက်ဖက်မျက်နှာလည်လေးပါရှင်မြောက်ဖက်မှာဆိုလို့ရှိရင်တော့တရုတ်တန်းညာစီလေးရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်